ကဲသာသနာတာဝန်မထိခိုက်ပဲဝင်ငွေလိမ်ကြောင်းတွေဘလို့ဖန်တီးမလဲဆိုတာဒီရှင်းလင်းစဲမှာလေးလာကြည့်ရအောင် ဒီစကားလိုပါပဲ Digital ကမာကြီးကယနေ့ခေတ်ခေါင်းဆောင်တွေအတွက်ကြီးမားတဲ့ငွေကြေးအခွင့်အလမ်းတွေအများကြီးဖန်တီးပေးနေပါပြီ ရှင်းပါတယ်ခေါင်းဆောင်တွေဟာသာသနာရေးလုပ်ရင်ခေတ်သစ်စီးပွားရေးနဲ့မိသားစုကိုပါထောက်ပံ့ပေးဖို့လိုအပ်ပါတယ် တွင်မင်းပြန်ရောင်းတဲ့ကအင်ဂျာမီပြန်ရောင်းတဲ့နေရာအတူတူပါပဲဒါက Digital ကျွဲဝမှုတိစောက်တဲ့နီလန်းကောင်းတစ်ခုပါ Block တွေမှာဆိုရင်ကြောင်ညာခုနှိပ်တဲ့ PPC နဲ့အချင်းထောင်ချီချင်း CPM ဆိုပြီးဝင်ငွေရလန်းကွာခြားပါတယ် အရေးကြီးတာကပမာဏပါကြည့်ရှုသူ3သိန်းခွဲရှင်$1 CPM နဲ့$3 3သိန်းခွဲလောက်ညနိုင်တယ်လေ နောက်တစ်နည်းကကနန်းတိုလေးတွေပါတွန်းဆွဲသူကစာတိုလေးပို့ပြီးဝန်ဆောင်မှုယူတာနဲ့ပိုင်ရှင်ကအခကြေးငွေရပြီပေါ့ ဗီဒီယိုဝင်ငွေရှာတာကအရင်ထိရောက်တယ်လူခွေးဆက်ရခိုင်တုန်းကမြင်ရအကြားရတဲ့အရာတွေကိုပုံမှန်မိတတ်ကြလို့ဖြစ်ပါတယ် e-commerce ပဲကူကြည့်အောင်အသေးစားသွင်းကုန်လုပ်ငန်းဆိုတာအရင်နဲ့အိမ်ကနေပဲလွယ်လွယ်ကိုလုံနိုင်တဲ့အလုပ်ကွာ e-commerce မှာတကယ်အောင်နေစီရင်တော့ဝယ်သူတွေကိုဆွဲဆောင်နိုင်ဖို့ဒီမန်းနိုင်9ခုကမရှိမဖြစ်ကိုလိုအပ်ပါတယ်တတိထားနော်ငွေပေးချေတဲ့အစဉ်ရှုပ်ထွေးရင် website တွေဟာဖောက်တယ်ဟာဆက်ရခိုင်အောင်လောက်အလွယ်တကူဆုံးရှုံးသွားနိုင်ပါတယ် ကဲအိမ်ချမ်းမြေပဲသွားရအောင်အိမ်ချမ်းမြေပြန်ရောင်းတဲ့ဆိုတာမြက်ရဖို့မြန်မြန်ဝယ်ပြီးမြန်မြန်ပြန်ရောင်းတဲ့သဘောပါပဲ လက်ကားရောင်းတာကတော့နည်းနည်းကွဲတယ်အင်ချမ်းမြေချပြီးစာချုပ်ချုပ်မယ်ပြီးရင်အဲ့ဒီစာချုပ်ကိုပဲပြန်ရောင်းစားတာမျိုးပါ အကျိုးမြတ်ကဘယ်လောက်လဲဆိုရင်လက်ကားရောင်းသူတွေဟာပုံတင်ငွေ$905နီးတသိန်းချီကိုအေးစေးရနိုင်ပါတယ် မြေယာပန်လုပ်ငန်းကလည်းမိုက်တယ်မြေလုပ်တွေကအရင်ဝယ်စုထားပြီးစေးတက်လာတဲ့အချိန်မှာပြန်ရောင်းချတဲ့နီးလန်းပေါ့ ခေါင်းဆောင်တွေအနေနဲ့မိသားစုကိုထောက်ပံ့ဖို့တာဝန်ရှိတယ်လေဒီလို digital ဝင်ငွေလိမ်ချောင်းတွေကဒါကိုအပြည့်အဝဖြစ်နိုင်စေပါတယ် ဒါဆိုရင်ဒီဝင်ငွေလမ်းချောင်းအမွေးထဲကဘယ်ဟာကိုပထမဆုံးစတင်တိစောက်ရင်အကောင်းဆုံးဖြစ်မလဲဆိုတာစဉ်းစားကြည့်လိုက်ပါ